ပြန်ပွဲလှုပ်ချင်သေးရဲ့ဟာလားအေးအဲ့ဒီပွဲမှာငါဒိုင်နေပြီးလုပ်ပေးမယ်နော်အခုကနေစပါနော်ငါပါကြီးပေါ်ပေါ်ချောင်းကြီးချောင်းကြီးကိုတဲကိုကြောက်ချလိုက်ဦးနော်ဟုတ်လေဟိုကျွန်တော်လာတဲ့ကိစ္စသိပါတယ်အိမ်နာရက်တက်ရှင်တယ်မလားရက်တက်တက်သွားမင်းမတရားဘူးဘာလို့မလုပ်လဲဘယ်လိုရှင်းလဲရှင်းတက်တူရှင်းရတယ်ပါရှင်းမိချူလည်းလက်ထပ်တော့မဆိုပါလားဖះဘယ်သူနဲ့များပါလဲအရှိကနေဖဲလို့ပြောနေနော်မဖဲတိုက်ပြင်မှာဘောင်းဝင်တိုက်လို့ကိုယ့်ရဲ့နိုင်ကိုချောင်းကျိုးသွားမယ်ဆိုရင်လည်းချင်းနဲ့ပတ်သက်လို့ကဘာပေါ်မှာအဖေငါဆိုင်ကလေးဒါပြန်လာကြနော်အေးသိချင်ဟိုဒါချင်းလေးစားဟုတ်ကဲ့ပြောပါဒီနားထောင်နေပါဒီလိုသိချစ်တယ်ကွာတို့လေဒီလိုဆိုင်မှာစပြီးတော့ချိန်ဆွဲရတယ်တခုကလူပြန်ဟဲ့လို့ရဒီမှာတင်းပြင်းကိုချိန်တာတော့ဟုတ်တရားရှိအဲ့ဒီ project ကိုပြန်ခေါ်လိုက်ဆိုစားလိုက်တဲ့ပြင်ပြီးလို့ရှိရင်ဘာစကားတွေများပြောစရာရှိလို့လဲဟုတ်ကျွန်တော်လေဟိုကျမ်းမာရေးဟိုပူဆူလာတဲ့အကြောင်းဟိုကိုလေးရဲ့မသိစိတ်တွေကမနာလို့စိတ်ဖြစ်တယ်အချစ်ဒါနဲ့ကိုရမ်းချစ်နင်တို့ရဲ့မွေးရပါဗီဇဆိုးတွေပျော်ဝင်နေတဲ့နင်တို့နှလုံးသားထဲမှာအချစ်ရှိရဲဆိုတော့ငါယုံလို့မရဘူး